ကျွန်မအဲ့ဒီကိစ္စနဲ့ပတ်သက်လို့ရှိရင်ကျွန်မနိုင်ငံတစ်ခုတိုးတက်ဖို့ဆိုတာစနစ်နဲ့သွားရမယ်လို့ယုံပါတယ်ကျွန်မလူထက်မူကိုပို့ပြီးတော့ယုံကြည်ပါတယ်အာနာရှင်စနစ်ကိုဘယ်တော့မှလည်းကျွန်မမကြိုက်ခဲ့ဘူးဘယ်တော့မှလည်းကြိုက်မှာမဟုတ်ပါဘူးတိုင်းပြည်တစ်ခုတိုးတက်ဖို့ကစနစ်ကောင်းဖို့လိုအပ်ပါတယ်2005ခုနှစ်အတွက်ကျင်းပခဲ့တဲ့ Academy ပေးပွဲဟာနေပြည်တော်ဆိုတဲ့နယ်မြေတစ်ခုမှာပထမအဆုံးကျင်းပခဲ့တဲ့ Academy ပေးပွဲဖြစ်ပြီးတော့အမှတ်ရစရာများစွာကိုတွေ့ရှိနိုင်တဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။အဲဒီနှစ်မှာအကောင်းဆုံးမျိုးသားဆက်ဆောင်စုအကောင်းဆုံးအမျိုးသမီးဆက်ဆောင်စုတို့ကိုမင်းသားလူမင်းနဲ့မင်းသမီးထွန်းတာဘိုတို့ကရရှိခဲ့ကြပါတယ်။ပြီးတော့ပထမအဆုံးရန်ကုန်မြို့ကနေခွာပြီးတော့မှကျင်းပခဲ့တဲ့ Academy ပေးပွဲပါဒီနေ့မှာအဲ့ဒီ Academy ပေးပွဲနဲ့ပတ်သက်ပြီးတော့မှပြန်လည်သတိရစရာလေးတွေကျွန်တော်တို့လေ့လာကြည့်အောင်မြန်မာနိုင်ငံရဲ့ Academy ပေးပွဲသမိုင်းမှာနိုင်ငံရေးပါဝင်ပတ်သက်မှုဆိုတာအမြဲရှိနေခဲ့တာပါဒီနှစ်မှာအကောင်းဆုံးအမျိုးသမီးဆက်ဆောင်စုကိုရတဲ့မင်းသမီးထွန်းတာဘိုဟာနိုင်ငံရေးကိစ္စတွေမှာလည်းဆက်နိုင်မှုရှိတဲ့သူတူဖြစ်ပြီးတော့အမှုပညာခြေတက်တက်ပြောရမယ်ဆိုတော့သူမရရှိခဲ့တဲ့ Academy ပေးပွဲနဲ့ဒီဆက်ရုပ်ဟာသူမအတွက်အင်မတန်မှထူးချွန်တယ်ဆိုပြီးတော့ပရိသတ်အများစုကသဘောတူညီကြတဲ့ဆက်ရုပ်တစ်ခုကိုတရုပ်ဆောင်ရင်းနဲ့သူမကိုယ်တိုင်လည်းခြေနှက်ပြီးတော့ရခဲ့တာဖြစ်ပါတယ်ဒီ Academy ပေးပွဲကိုတော့2009ခုနှစ်မတ်လမှာကျင်းပခဲ့တာဖြစ်ပြီးတော့အဲ့ဒီနှစ်အတွက်စီရင်ဝင်တဲ့ Academy ဆကားပေါင်း16ကားရှိပါတယ်ဒီ16ကားထဲကနေမှရွေးချယ်ပြီးတော့မှ Academy ပေးခဲ့တာဖြစ်ပါတယ်အဲ့ဒီ16ကားကိုကြည့်လိုက်မယ်ဆိုတော့တမိုင်းရာဇဝင်ကားဖြစ်တဲ့စကားနှစ်ကားပါဝင်တယ်လို့မျိုးအဆိုတော်ကနဲ့အဆိုကျော်ပေါ့နော်အဆိုကျော်ကနဲ့နာမည်ရလာတဲ့မင်းသားဆန်းဆန်းခန့်လိုက်နဲ့မင်းသားထွန်းထွန်းတို့ရဲ့ပထမဦးဆုံးခေါင်းဆောင်မင်းသားအဖြစ်ရုပ်ရှင်ယုံတင်ကားကြီး Academy စီးရင်ဝင်ကားကြီးယုံတင်နိုင်ခဲ့တဲ့ခုနှစ်လည်းဖြစ်ပါတယ်2005ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီးဆက်ဆောင်စုကိုရင်ခုန်ခွင့်ရရှိတဲ့မင်းသမီးတွေအနေနဲ့69ခုနှစ်မှာလူတီများထင်ရှားအောင်မြင်ကျော်ကြားလာတဲ့ထက်ထက်မိုးဦးနန္ဒာလိုင်းအင်ဒရာဂျော်စင်ဆွမြတ်နန္ဒာအစရှိတဲ့မင်းသမီးတွေပါဝင်ပါတယ်2004ခုနှစ်အတွက် Academy ရထားတဲ့အင်ဒရာဂျော်စင်ကချစ်ချင်းဖွဲမြတ်တာစကားနဲ့2006ခုနှစ်အတွက်ကောင်းဆုံးမျိုးသမီးဆက်ဆောင်စုကိုနောက်မှာရလာမဲ့နောက်နှစ်မှာရလာမဲ့နန္ဒာလိုင်းကချစ်တော်အရိန်မန္တနာဘူရာ၏မဟာအောင်ပွဲဆိုတဲ့ရာဇဝင်စကားတော်မှာရင်ကုန်ခွင့်ရှိထားပါတယ်မင်းသမီးထက်ထက်မို့ဘူးကတော့အဲ့ဒီနှစ်မှာကျန်စင်မင်းဆိုတဲ့ရာဇဝင်စကားနဲ့အေဒင်အိမ်မက်ဆိုတဲ့အချစ်စကားတွေကိုတော့ခေါင်းဆောင်မင်းသမီးဖြစ်နောက်ဆုံးယုံတင်နိုင်ခဲ့ပါတယ်နောက်ပိုင်းမနာခင်ကာလသူတို့တွေကိုကြော်လွန်ပြီးတော့ရရှိခဲ့တဲ့ထွန်းတာဘူဟာငယ်စဉ်ကမင်းသမီးမိုးမြအောင်ကိုအားချပြီးတော့မှမင်းသမီးအဖြစ်တရုတ်ဆောင်ကိုဝါသနာပါလာခဲ့သူဖြစ်ပါတယ်အဲ့လိုအားကြရင်ကနဲ့တရုတ်ဆောင်ဖြစ်ခြေလန်းစလာပြီးတော့ခေပြိုင်မင်းသမီးတွေကြားထဲမှာစကားအရေးသွေးကောင်းတဲ့စကားတွေအများကြီးရက်ကူးရတဲ့မင်းသမီးအဖြစ်နဲ့ဒိတ်ဒိတ်ကျဲစကားတွေအင်မတန်မှများပြားခဲ့ပါတယ်ဒီလိုနဲ့2005ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီးဆက်ဆောင်စုကိုတော့တတိယမြောက်စုအဖြစ်နဲ့ရရှိခဲ့တာဖြစ်ပါတယ်အဲ့ဒီနှစ်မှာသူမနဲ့မပြောင်းလဲသောအကြောင်းတရားများဆိုတဲ့စကားမှာအတူပါဝင်တရုပ်ဆောင်ထားတဲ့မင်းသမီးအင်ဒရာဂျော်စင်ကလည်းချစ်ချင်းဖွဲ့မြတ်တာဆိုတဲ့မောင်နှမအသားပေးဇလန်နဲ့နောက်ပြီးတော့စကားတွေအများကြီးရိုက်ကူးဖြစ်တဲ့မင်းသမီးနန္ဒာလိုင်းကလည်းချစ်တော်အရိန်မန္တနာဘူရာ၏မဟာအောင်ပွဲဆိုတဲ့စကားတွေနဲ့ Academy ရင်ကုန်ခွင့်ရှိတဲ့အထက်မှာသူမကကြော်လွန်ပြီးတော့မှရရှိခဲ့တာဖြစ်ပါတယ်။ဤစုရဖို့အတွက်ဒီစင်ပေါ်တက်ရဖို့အတွက်ရှေ့ပိုင်းမှာမင်းသမီးထွန်းတာဖို့တယောက်ဘလို့ကြော်ဖြတ်လာခဲ့ရတယ်လဲ။နာမည်ရင်းမိမိခိုင်လို့မြင်ရတဲ့ထွန်းတာဖို့ဟာမိုးကုတ်သူဖြစ်ပြီးတော့ရှေ့ပိုင်းမှာမင်းသမီးမိုးမြောင်တိတ်တိတ်ကျဲဖြစ်နေတဲ့ကာလမှာဗီဒီယိုမင်းသမီးအနေနဲ့စတင်ပြီးတော့အောင်မြင်လာခဲ့ပါတယ်။ကနဦးကာလတွေမှာပဲမင်းသားရဲ့ကြော်ဟင်းနဲ့တွဲဖက်ရိုက်ကူးခွင့်ရပြီးတော့တန်ရောစင်ဦးအစရှိတဲ့စကားတွေကသူမအတွက်ဗီဒီယိုခစ်မှာနာမည်တစ်ခုရရှိစေပြီးတော့အမှတ်မှတ်ရရဖြစ်စေခဲ့တဲ့အောင်မြင်ဆုံးစကားတကားကတော့အစိတ်ပြင်းသည်ဆိုတဲ့စကားပဲဖြစ်ပါတယ်။ဒီစကားမှာလည်းမင်းသားရဲ့ကြော်ဟင်းနဲ့အတူပါဝင်ထားတဲ့
နောက်ပြီးတော့နောက်မှတိတ်တိတ်ကျဲရုပ်ရှင် Academy Director ဖြစ်လာမယ်။ Director မောင်မျိုးမင်းနဲ့တွဲဖက်ပြီးတော့တိမ်ပြိုမိုးမင်္ဂလာရှိသောမိန်းမဆိုတဲ့ဇာတ်ကားတွေမှာလည်းသူမရဲ့အားကြရတဲ့မိုးမြောင်ရဲ့ item တွေနဲ့အတူတွေ့မြင်ရပါတယ်။နောက်ပိုင်းမှာတော့အချစ်ရှိသောနေဆွဲများတို့လိုဇာတ်ကားတွေနဲ့သူမရဲ့ကိုပိုင်ဟန်ဗီလိန်ဆက်ရုပ်ခက်ထက်ထက်အမျိုးသမီးဆက်ရုပ်တွေနဲ့တော့နေရအခိုင်အမာကိုသူမရဲ့ပုံစံနဲ့သူမစောက်တည်လာနိုင်ခဲ့ပါတယ်။ Fling Secret တွေပျက်စီးပြီးတော့မင်းသမီးမိုးမြောင်နာမည်ကျလာတဲ့ကာလမှာထိတ်ဆုံးမင်းသမီးထိတ်တန်းမင်းသမီးဖြစ်လာတဲ့ Trent ဘောဟာရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ကတော့ရင်ခွင်နန်းတော်ဆိုတဲ့1998ခုနှစ်မှာရုံတင်ပြသတဲ့ဇာတ်ကားဟာသူမအတွက်ရုပ်ရှင်ကားကြီးဖက်မှာမှတ်တိုင်တစ်ခုအနေနဲ့အောင်မြင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာမင်းသားဒွေးနဲ့အတူပါဝင်ထားပြီးတော့အဲ့ဒီနှစ်အတွက်အကောင်းဆုံးမျိုးသမီးဆက်ဆောင်စုကိုရရှိလိမ့်မယ်ဆိုပြီးတော့မှပရိသတ်ရဲ့ထင်ကြီးပြီးတန်နေကိုညံစေခဲ့တဲ့ဇာတ်ကားပါ။ဒါပေမဲ့အဲ့ဒီအတွက်ကျင်းပတဲ့ Academy ပွဲမှာတော့တွဲဖက်တရုပ်ဆောင်ဒွေးကအကောင်းဆုံးမျိုးသားဆက်ဆောင်စုကိုတခြားဇာတ်ကားတကားနဲ့ရရှိခဲ့ပေမဲ့သူမကတော့အမျိုးသမီးဆက်ဆောင်စုကိုမရရှိခဲ့ပါဘူး။အဲ့ဒီခေတ်ရဲ့ပထမအဆုံးရွေးဇာတ်ကားကြီးနဲ့မင်းသမီးပန်းဖြူကသူမကိုကြော်လွန်ပြီးတော့ရရှိခဲ့တာပါအဲ့ဒီနှစ်အတွက် Academy စုပေးပွဲမှာ Academy လွှဲခဲ့ပေမဲ့လည်းမင်းသမီး Trent ဘောဟာအဲ့ဒီကာလတွေမှာပဲဗီဒီယိုလောကရုပ်ရှင်လောကဒါပြင်ဂီတလောကမှာပါထိတ်ဆုံးကနဲ့ရေပန်းစားတဲ့စကားတွေအများဆုံးရိုက်ကူးရတဲ့မင်းသမီးတစ်လက်အဖြစ်တိတ်တိတ်ကျရက်တီးခဲ့တာနောက်ပိုင်းနှစ်များစွာအထိပါပဲဂီတဘက်မှာလည်းသူမဝါသနာပါတဲ့တချင်းတီဆိုမှုတွေတချင်းအခွေတွေထုတ်ဝေမှုတွေရှိခဲ့ပြီးတော့ပို့ပြီးတော့နာမည်ရလာခဲ့တယ်လို့ဗီဒီယိုဆေးကွက်မှာလည်းသူမရဲ့နေရာကောင်းကောင်းရရှိလာခဲ့ပါတယ်1998ခုနှစ်အတွက်ရုံတင်ဇာတ်ကားရုပ်ရှင်ဆေးကွက်မှာမာယာထားဆိုတဲ့ဇာတ်ကားမှာခေါင်းဆောင်မင်းသမီးဗီလိန်မင်းသမီးအနေနဲ့လည်းဆက်လက်ရပ်တည်အောင်မြင်နိုင်ခဲ့ပြီးတော့အဲ့ဒီနှစ်ရဲ့ Academy ပေးပွဲမှာတော့တွဲဖက်တရုပ်ဆောင်ဖြစ်တဲ့မင်းသမီးနန္ဒာလှိုင်ကအကောင်းဆုံးအမျိုးသမီးစပိုးစုကိုပထမဦးဆုံးအကြိမ်ရရှိခဲ့ပေမဲ့သူမကတော့အဲ့ဒီနှစ်မှာလက်ကုပ်တီးသူအဖြစ်နဲ့သာရပ်တည်နိုင်ခဲ့ပါတယ်ဒီလိုနဲ့1999ခုနှစ်1999ခုနှစ်မှာတော့ဒါရိုက်တာမောင်ဝနရိုက်ကူးတဲ့စာရေးဆရာမင်းလူရဲ့ရင်ထဲကစောင်းရသည်ဆိုတဲ့ဇာတ်ကားပြီးတော့မင်းသမီးချိုပြုံးရဲ့ masterpiece ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ဇာတ်ကားကိုပြန်လည်ရိုက်ကူးထားတဲ့နှောင်းတမြင့်မြင့်ဇာတ်ကားတို့နဲ့မင်းသမီး Trent ဘောရဲ့အင်မတန်မှအောင်မြင်မှုတစ်ခုကိုတခဲနဲ့ရရှိခဲ့ပါတယ်တစ်ဖက်မှာလည်းတချင်းတီဆိုမှုအနေနဲ့ရီစာဦး1999ဆိုတဲ့အခွေတွေကိုလည်းဟိုးကြော်အောင်မြင်စွာထုတ်ဝေနိုင်ခဲ့ပြီးတော့1999ခုနှစ်ဟာသူမအတွက်အောင်မြင်မှုထိတ်ဆုံးကထိတ်ဆုံးဖြစ်ခဲ့တဲ့ကာလလို့မှတ်ယူနိုင်ပါတယ်Academy ပေးပွဲအတွက်ကိုတော့ရင်ထဲအဆောင်ရသည်တို့ဘာလို့ကလောက်ရတာတော့ကောင်းပါတယ်ဒါပေမဲ့နည်းနည်းပါးနိုင်ငံခြားကိုအထင်ကြီးတဲ့မိမတယောက်ရဲ့ဆရာကြီးဆိုတော့ပေးမယ်မထင်ဘူးနောက်နှစ်ကျမှပဲမောက်မှုပိုင်ရှင်ကြည်ပြာ negative များတို့နဲ့ရမယ်ထင်ပါတယ်ဆိုပြီးတော့မှထွန်းလာဖို့ကဖြေဆိုခဲ့ပေမဲ့လည်း1999ခုနှစ်အတွက်ကျင်းပတဲ့ Academy ပေးပွဲမှာတော့သူမဟာအများမျှော်လင့်ထားတဲ့ရင်ထဲကစောင်းရသည်ဆိုတဲ့ဇာတ်ကားနဲ့ရရှိခဲ့ခြင်းမရှိဘဲနဲ့နှောင်းတမြင့်မြင့်ဆိုတဲ့ပြန်လည်ရိုက်ကူးတဲ့ဇာတ်ကားမှာအကောင်းဆုံးမျိုးသမီးဆက်ဆောင်စုကိုပထမဦးဆုံးအကြိမ်ရရှိခဲ့ပါတယ်တကယ်တော့ကျမတယောက်တည်းဆန္ဒအရတာဆိုလို့ရှိရင် Academy ဆိုတာဟာဒါတရုပ်ဆောင်အကောင်းဆုံးလို့သတ်မှတ်တယ်ပေါ့ဒီနှစ်မှာထွက်သမျှကားတွေထဲမှာဒီလူဟာဒီတရုပ်ဆောင်အကောင်းဆုံးလို့သတ်မှတ်တယ်ဘယ်လို character မျိုးပဲဖြစ်ဖြစ်ပြီးပြင်းနေဆိုပေးတဲ့တယ်လို့ကျမထင်ပါတယ်ဒါပေမဲ့ Academy ရွေးချယ်တဲ့နေရာမှာကျတော့အဲ့လိုမဟုတ်ပဲတခြားထည့်သွင်းစဉ်းစားတာလေးတွေရှိနေတော့ Academy ကတော့မျော်လင့်တိုင်းတိတ်အဆင်မပြေပါအခုနောက်ပိုင်းလဲကျမဇာတ်ရုပ်တွေကAcademy ရလောက်တဲ့လုပ်ခွင့်တွေလည်းမရှိပါဘူးဟုတ်ကဲ့ပါအမအမပြောလိုက်မှာပေါ့နော်ကျွန်တော်အတွေးလေးပေါ်လာတဲ့အပိုင်းပါတခုကဒီရင်ထဲကစောင်းရသည်အဲ့ဒီဇလန်နဲ့ပတ်သက်ပြီးတော့လည်းပရိသတ်တွေအရန်မျှော်လင့်ခဲ့ကြတယ်ဒါပေမဲ့အမမရခဲ့ဘူးမရဘူးရင်ထဲကစောင်းရသည်ကိုပရိသတ်ကအရန်ကျမရဲ့တရုပ်ဆောင်မှုကို Academy ရမယ်ဆိုအရန်မျှော်လင့်တာဟုတ်ကဲ့ပါဒါပေမဲ့အဲ့နှစ်မှာပဲရတယ်ဒါပေမဲ့အဲ့ဒီကားနဲ့မဟုတ်ဘဲနဲ့ကိုစိုးသူနဲ့ကားဘာပါလဲကိုဟုတ်တယ်နှောက်တမြင့်မြင့်ကျေ
ကျေးဇူးတင်လိုက်တာနောက်တစ်ပြေးမှာသွားရတာလေ ဟုတ်တယ် တကယ်တမ်းကျတော့ကျမဘယ်သူမှတော့စော်ကားတာမဟုတ်ပါဘူးအကယ်ဒမီလူကြီးတွေရောဘာတွေရောအားလုံးလေဒါကျမရဲ့ခံစားမှုလေးကိုကျမပြောပြတာပါကျမအကယ်ဒမီရတယ်ဆိုပြီးတော့အကယ်ဒမီ shot ဟိုပါပေါ့ဟိုဟာပြန်ပြတဲ့အချိန်မှာကျမခေါင်းတောင်မဖော်ရဲဘူးဘာဖြစ်လို့လဲသိလားဘာမှမလုပ်ရပဲပေးထားတာလေတန်တယ်လို့လည်းကျမမခံစားရဘူးလေလူတွေကတော့ထုံးစံအတိုင်းတစ်ခါပြီးတိုင်းတစ်ခါလက်ခုပ်တီးလေးကိုမှထူပူလေးနဲ့လေဘာမှလည်းမဟုတ်ဘဲနဲ့ရထားတာရှက်တောင်ရှက်တယ်ဆိုလိုတာလေအဲ့လိုမျိုးလည်းခံစားရတကယ်တမ်းရင်ထဲကစောင်းရသည်နဲ့ရလိုက်ရင်တောင်မှအဲ့ထက်ကျမအများကြီးတက်တောင်တက်တာဖြစ်မှာအဲ့လိုမျိုးပေါ့ဆိုတော့သူတို့ရွေးချယ်တာတတ်ရှိတယ်လို့စီကန်းလေ ဟုတ်ကဲ့ ဘာလေးဝင်သွားလို့ရသွားတယ်ပေါ့ဟိုကကြတော့ကောင်းပေမဲ့လည်းပြေးတက်လည်းမျောလင့်ပေမဲ့လည်းဘာကြောင့်မရဘူးဆိုတာသူတို့ကသူတို့ရှိတယ် ဟုတ်ကဲ့ပါ အဲ့စီမြင်းနေတော့ကျမလည်းနားမလဲအဲ့လို ဟု ရှိ တ် တယ် ကဲ့ပါ ဒုတိယအကယ်ဒမီအနေနဲ့2003ခုနှစ်အတွက်ကျင်းပတဲ့အကယ်ဒမီဆူပေပွဲမှာဒရိုက်တာကျော်သူရိုက်ကူးတဲ့အမေနို့ဖိုးဆိုတဲ့ဇာတ်ကားမှာမင်းသားမင်းမောက်ကွင်းရဲ့အမေနီယာနဲ့ဆူရရှိခဲ့ပါတယ် ဟုတ်အမေနိုဘိုရုပ်ရှင်စကားနဲ့အမရတဲ့အခါမှာပရိသတ်ကတော့2000အားရ အမေနို့ဘိုးကတော့ကျမနေရာမှာရိုက်ခွင့်ရအဲ့နေရာမှာရိုက်ခွင့်ရတယ်ဘယ်သူမှမဆိုရနိုင်တဲ့ဇာတ်ရုပ်ပါသူကလောက်ခွင့်ရတဲ့ဇာတ်လေ ဟုတ်ကဲ့ပါမ လောက်ခွင့်ရတဲ့ဇာတ်ဆိုတော့ဒရိုက်တာခိုင်းတဲ့အတိုင်းနောက်ဒီ plot တွေပေးတဲ့အတိုင်းပဲတည်တည်ချာချာစိတ်ကလေးထည့်ပြီးလှုပ်သွားရင်ကိုသူကဘယ်သူမှမဆိုရမှာပဲ တခြားနှစ်တွေမှာလည်း2000ခုနှစ်အတွက်မောက်မှုပိုင်ရှင်ဆိုတဲ့ဇာတ်ကား2002ခုနှစ်အတွက်တူဒီတော်သားဆိုတဲ့ဇာတ်ကားဒီလိုရုပ်ရှင်ဇာတ်ကားတွေနဲ့အကယ်ဒမီဇာတ်ကားအတွက်ထိုက်တန်မှုရှိတဲ့အနေအထားတွေဖြစ်ခဲ့ပါတယ်2004ခုနှစ်အတွက်ဆိုရင်လည်းတခါကအေယာဝတီညများဆိုတဲ့ဇာတ်ကားမှာဒေါ်လာရေးလုပ်တဲ့အမျိုးသမီးတယောက်အနေနဲ့ကိုလိုနီခေတ်နောက်ခံရိုက်ကူးမှုမှာလည်းအကယ်ဒမီအတွက်တစ်ပေးချင်းခံခဲ့ရပါတယ်ဒီနှစ်ဖြစ်တဲ့2005တခါကအေယာဝတီညများဆိုတဲ့ဇာတ်ကားနဲ့အကယ်ဒမီလွဲပြီးတော့မှနောက်ထပ်တစ်နှစ်2005ခုနှစ်ဒီခုနှစ်မှာတော့စက်ထကန်ဆိုတဲ့ကိုဝန်တဲ့6ယောက်အကြောင်းရိုက်ကူးထားတဲ့ဇာတ်ကားမိုးကုတ်ဆက်ဝိုင်းကိုကျော်လွန်၍ဆိုတဲ့ထူးထူးခြားခြားစိတ်တစလူသက်ဖူးတဲ့အမျိုးသမီးအကြီးဖြစ်ရိုက်ကူးရတဲ့ဇာတ်ကားတွေနဲ့ဂယ်မီရင်ခုန်ခွင့်ရရှိပြီးတော့ဒီဇာတ်ကားနဲ့ကောင်းဆုံးမျိုးသမီးဆက်ဆောင်စုကိုရရှိခဲ့တယ်ဒီဇာတ်ကားဟာအဲ့ဒီခေတ်အတွက်ဆိုထူးခြားမှုတွေရှိတဲ့ဇာတ်ကားဖြစ်ပြီးတော့တကားလုံးမှာပါရတာမျိုးမဟုတ်ဘဲနဲ့ပါဝင်ရတဲ့အခန်းကဏ္ဍအတိုင်းမှာထူးထူးခြားခြားပါဝင်ရတယ်လို့နောက်ထပ်တစ်ချက်အနေနဲ့အဲ့ဒီခေတ်မှာရှားပါအကြောင်းအရာဖြစ်တဲ့အိမ်ထောင်တဲ့အချင်းချင်းတဲမှာမဒိန်ကျက်နဲ့စဝန်ခန်းတွေပါထည့်သွင်းထားတာဟာသူမအတွက်ကိုအင်မတန်မှထူးခြားသလိုခုချိန်ထိခေတ်မီနေသေးတဲ့ဇာတ်ကားပဲဖြစ်ပါတယ် ကျမကျင်တတ်တာကျမအကယ်ဒမီ3ခုထဲမှာမိုးကုတ်ဆက်ဝိုင်းကိုကျမကြိုက်တယ် ဟုတ် သူ ကဲ့ ကကြတော့သူယူနေလားမယူနေဘူးလားဆိုတော့စကားပြောနေတဲ့လူလည်းမသိဘူးပြောရင်တော့ဒီမိမယူများယူနေလားလို့အတွေးလေးဝင်ုံလောက်ပဲပါပါလေးပဲယူပြရတာလေသူကပညာတတ်မိမလည်းဖြစ်တယ်နောက်သူကိုသူလည်းသူမူပြတ်တာပြန်ထိန်းနိုင်တဲ့မိမမျိုးလည်းဖြစ်ဆိုပါလေးလောက်ရတာအဲ့လိုမျိုးလေးဆိုတော့နည်းနည်းလေးလောက်ရတာပို့ပြီးတော့မှဟိုပါပေါ့နော်ကျမစိတ်ဝင်စားမှုပိုရှိတယ်အဲ့ကားနဲ့ကြတာကိုလည်းကျမကြိုက်တယ်ဒီနှစ်အတွက်အကောင်းဆုံးအမျိုးသားဆက်ဆောင်စုကိုတော့အဲ့ဒီခေတ်ရဲ့ထိတ်ဆုံးကမင်းသားတစ်လက်ဖြစ်တဲ့မင်းသားလူမင်းကဂျန်စင်မင်းဆိုတဲ့ကိုရိုင်းထုတ်လုပ်သူလို့ကိုရိုင်းဒါရိုက်တာလုပ်တဲ့ဇာတ်ကားနဲ့ဆုရရှိခဲ့တာဖြစ်ပါတယ်ဒီဇာတ်ကားမှာဒီဆုရရှိဖို့အတွက်လက်ခမောင်းခန့်လက်နှစ်ဖက်လုံးမြောက်ပြီးတော့မှအောင်ပွဲခံနေတဲ့မင်းသားလူမင်းတယောက်ဘလို့ကြိုးစားခဲ့ရတယ်လဲမင်းသားလူမင်းအနေနဲ့ဒီနေထားကိုရောက်ဖို့ရောဘလို့ကြော်ဖြတ်ခဲ့ရတယ်လဲ ကျွန်တော်ဟာလွန်ခဲ့တဲ့နှစ်အစိတ်ကတခန်းစနှခန်းစကနေဇက်ပူဘဝကနေဇက်ဆောင်ဘဝကိုတက်လှမ်းခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ပထမခြေလှမ်းတွေကိုအမှတ်ရစေမဲ့ဇက်ဘုစုကိုရရှိခဲ့တဲ့အတွက်ကျွန်တော်အတိုင်းတည်ဝမ်းသာပါတယ် မင်းလှိုင်လို့နာမည်ရင်းရှိတဲ့မင်းသားလူမင်းဟာရေစင်းတက္ကသိုလ်ရဲ့စိုက်ပျိုးရေးပွဲရကျောင်းသားတစ်ယောက်ဖြစ်ပြီးတော့မင်းသားအနေနဲ့စပ်ဖို့ဆက်ရန်ဒုတိယမင်းသားဆိုတဲ့ခြေလမ်းနေရာနဲ့တဆင့်ပြီးတဆင့်တက်လှမ်းခဲ့ရတဲ့မင်းသားဖြစ်ပါတယ်ဒုတိယမင်းသားနေရာရရင်ခေါင်းဆောင်မင်းသားမဖြစ်ဘူးဆိုတဲ့အစင်လာရှိတဲ့မြန်မာရုပ်ရှင်လောကမှာတဖြည်းဖြည်းနဲ့နာမည်ရလာပြီးတော့1999ခုနှစ်မှာတော့မင်းသားကျော်သူမင်းသားရဲအောင်တို့နာမည်ကျလာတဲ့ကာလမှာထိတ်ဆုံးလူကြိုက်များတဲ့ဗီဒီယိုမင်းသားအနေနဲ့ခေါင်းဆောင်မင်းသားအနေနဲ့နေရာတစ်ခုကိုအခိုင်အမာရရှိလာခဲ့ပါတယ်
အဲ့ဒီကာလတွေမှာထဝယ်ဗီဒီယိုထုတ်လုပ်ရင်းနဲ့ဗီဒီယိုခေါင်းဆောင်မင်းသားအနေနဲ့ဈေးကွက်ဝယ်မင်းသားအဖြစ်တိတ်တိတ်ကျဲနာမည်တစ်ခုရရှိခဲ့တဲ့မင်းသားလူမင်းဟာရုပ်ရှင်ဖလင်ဈေးကွက်မှာတော့ခေတ်ပြိုင်မင်းသားတွေဖြစ်တဲ့စီနီယာမင်းသားတွေဖြစ်တဲ့ဒွေးလိုမိုရိုရဲ့ခေတ်ကြားထဲမှာတော့ခေါင်းဆောင်မင်းသားအနေနဲ့ဈေးကွက်ရဖို့အတွက်သူ့အတွက်ခက်ခဲနေခဲ့ပါတယ်အဲ့ဒီခေတ်ကမင်းသားတွေးရတာလက်ညှိုးညွှန်ရာရေဖြစ်နေတဲ့ကာလဖြစ်ပြီးတော့မင်းသားလူမိုးကလည်းအတိုင်းဝိုင်းအားကောင်းကောင်းလူရှင်တော်တွေနဲ့ခိုင်မာတဲ့ဆက်ဆံရေးတွေနဲ့အတူနေရာတစ်ခုကအခိုင်မာရရှိနေချိန်မှာ2000ခုနှစ်အတွက်ကောင်းဆောင်မျိုးသားဆက်ဆောင်စုကိုခေတ်ပြိုင်ဂျူနီယာမင်းသားမင်းမော့ကွန်းစီနီယာမင်းသားလွန်မိုးရောအကယ်ဒမီရတဲ့နှစ်မှာတော့သူ့အတွက်ကလက်ခုပ်တီးဖို့တက်တက်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီညမှာအကောင်းဆုံးမျိုးသမီးဆက်ဖို့ဆိုရသွားတဲ့မင်းသမီးဆွမျက်နှံတာရဲ့ဂျေစုတင်စကားပြောကြားခြင်းကိုတော့ခံခဲ့ရပါတယ်ဒီလိုနဲ့ပဲ2002ခုနှစ်အတွက်ကိုတော့နောက်တစ်နှစ်မှာမင်းသားလူမင်းဟာရွှေမုံကျဲတဲ့မိုးကောင်းကင်ဆိုတဲ့ဇာတ်ကားနဲ့အကောင်းဆုံးမျိုးသားဆက်ဆောင်စုကိုရရှိခဲ့ပါတယ်တကယ်တမ်းကျတော့ဒီဇာတ်ကားဟာလည်းသူအကယ်ဒမီရတဲ့အခမ်းအများစုပါတဲ့အကိုကြီးနေရာဟာမင်းသားဒွေးကိုကန်လန့်ခဲ့တာဖြစ်ပါတယ်ကံကောင်းစွာနဲ့ပဲမင်းသားဒွေးကရိုက်ပြည့်နေတဲ့အတွက်သူရိုက်ကူးခွင့်ရပြီးအကယ်ဒမီရခဲ့တာဖြစ်ပါတယ်ကောင်းဆုံးမင်းသားမဖြစ်ခင်ဒုတိယမင်းသားဘဝနဲ့သူနဲ့ကားတွေအများကြီးရိုက်ဘူးလေသူရဲ့သားစိုးတွေတို့ဘာတို့ညာတို့ပေါ့ဇက်ဖို့နေရနေပေါ့ကားတွေအများကြီးရိုက်တော့အဲ့ဒီလိုပဲသူ့ပဲငေးမောပြီးလိုက်ကြည်နေအောင်အဲ့ဒီချိန်ကဒါဦးကျော်လာရှူတင်တစ်ခုလုံးကလှုပ်တန်အောင်မကြားရအောင်အဲ့လိုမျိုးအားလုံးလဲသူကြောက်ကြရတာပေါ့နော်ဒါပေမဲ့လည်းမင်းသားအပြိုင်အနေနဲ့ပါဝင်ရတဲ့ဘန်တပွင့်ဖန်ဆင်းခြင်းအဆရှိတဲ့ဇာတ်ကားတွေမင်းသမီးအသားပေးဆက်ဖြစ်တွေဖြစ်တဲ့ကောင်းကင်ထက်ကဘန်တပွင့်အဆတဲ့ဇာတ်ကားတွေမှာတော့ကောင်းဆောင်မင်းသားအနေနဲ့ပါဝင်ခွင့်ရပြီးတော့2002ခုနှစ်မှာတော့အကယ်ဒမီဆုရရှိခဲ့တာဖြစ်ပါတယ်2003ခုနှစ်အတွက်ကိုတော့မင်းသားရေးကျော်ဟင်အကယ်ဒမီရတဲ့အချိန်မှာမင်းသားလူမင်းကတော့အကယ်ဒမီထပ်မရခဲ့ပါဘူးဒီလိုနဲ့2004ခုနှစ်မှာတော့ Flow with Thornin ဆိုတဲ့ဇာတ်ကားမှာမင်းသားလူမိုးနဲ့အပြိုင်ပါဝင်ခဲ့ပြီးတော့ရဝန်တိုင်းသားအနေနဲ့တရုပ်ဆောင်ထားတဲ့သူ့အတွက်အကယ်ဒမီမျှော်လင့်ချက်တွေရှိခဲ့ပေမဲ့အဲ့ဒီညမှာလည်းအကယ်ဒမီလွဲခဲ့ပြန်ပါတယ်ဒါပေမဲ့အဲ့ဒီညမှာစွမြတ်နန္ဒာကအကယ်ဒမီထပ်မံရရှိခဲ့ပြီးတော့သူ့ကိုတော့အဲ့ညမှာတော့ကျေးဇူးတင်စကားမပြောတော့ပါဘူးဗီဒီယိုစေကွက်မှာတော့နေရာကိုအမြဲထိန်းသိမ်းထားနိုင်တဲ့မင်းသားလူမင်းဟာရုပ်ရှင်စေကွက်မှာတော့ဆက်လက်ပြီးတော့လည်းရုန်းကန်နေရတော့မှာပဲ2003ခုနှစ်ဝန်းကျင်မှာဂျူနီယာမင်းသားဖြစ်တဲ့မင်းသားရာဇာနေဝန်ကပို့ပြီးတော့နာမည်ရလာပြီးတော့မင်းသားလူမိုးကလည်းအချိန်ကောင်းနေတဲ့ကာလမှာမင်းသားလူမင်းပါဝင်တဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေဟာတိတ်ပြီးတော့မှဘုံငွေပိုင်းရကြိတ်တိုးဖြစ်နေတာမျိုးတိတ်မရှိခဲ့ပါဘူးသူအတိုင်းအတာနဲ့သူအောင်မြင်နေခဲ့ပါတယ်မင်းသားမင်းသမီးအပြိုင်မင်းသားတော်၎င်းမင်းသားမင်းသမီးအများကြီးတွေပါလိမ့်ရှိတဲ့ညွှန်းစာဖွဲလို့မမီပြီးတော့မှတူဒီတော်တာနောက်ပြီးတော့တခြားသောဇာတ်ကားတွေဖြစ်တဲ့သူမွဲထားသစ္စာဒိုင်ယာများနဲ့အခြေအဆရှိတဲ့ဇာတ်ကားတွေမှာဆက်လက်ပါဝင်ထားပြီးတော့မင်းသားမင်းသမီးအားနည်းတဲ့စူပါမင်းသမီးတယောက်တည်းပါတဲ့လာမင်းကိုဆင်ခေါ်ကြသူများဇာတ်ကားမှာတော့မင်းသမီးအင်ဒရာဂျက်နဲ့ပါဝင်ထားပြီးတော့ပါရေးကြီးဆုံးတဲ့ဇာတ်ကားမှာတော့စူပါမင်းသမီးမဖြစ်သေးတဲ့စူပန်ထွာတို့နဲ့ပါဝင်ရကူးခဲ့တာကတော့တိတ်ပြီးတော့မှမောင်မြင်ခဲ့ပါဘူးဒီနေထားမှာကိုအောင်မြင်မှုရဖို့အတွက်ကိုကိုရိုင်းစီမံနိုင်စွမ်းရှိတဲ့မင်းသားလူမင်းဟာဂျန်စစ်မင်းဆိုတဲ့ပကံခစ်ကဂျန်စစ်သားဆိုတဲ့မင်းတစ်ပါးရဲ့ biography ဆန်စကားကိုအဲ့ဒီခေတ်ရဲ့နံပါတ်1မင်းသမီးတစ်လက်ဖြစ်တဲ့ထက်မို့ဦးပြီးတော့တခြားစူပါမင်းသမီးငယ်ဖြစ်တဲ့ဆိုမြတ်နန္ဒာဝါရမင်းသမီးဖြစ်တဲ့မေတန်နုပြီးတော့နောက်ထပ်မင်းသမီးတစ်လက်ဖြစ်တဲ့ဘမ်ဖြူတင်တွဲဖက်ပြီးတော့မှမင်းသမီး၄ယောက်ချန်ရန်လို့ရက်ကူးခဲ့ရကနဲ့အခုလိုအကယ်ဒမီဆုရရှိခဲ့တာပဲဖြစ်ပါတယ်မင်းသားလူမင်းဟာစီနီယာခေတ်ပြိုင်ဂျူနီယာခေတ်ပြိုင်တွေနဲ့ရှင်ရင်ထိတ်ဆုံးမှအကြိုက်ရက်တည်နိုင်ခြင်းမရှိခဲ့ပေမဲ့လည်းခေါင်းဆောင်မင်းသားအနေနဲ့ရုပ်ရှင်ကားကြီးတွေအများကြီးရိုက်ကူးနိုင်တဲ့မင်းသားအနေနဲ့နောက်နှစ်ပေါင်းများစွာအထိကိုစနစ်တကျအောင်မြင်မှုကိုထိန်းသိမ်းနိုင်စွမ်းရှိတဲ့သူဖြစ်ပါတယ်သူ့အတွက်ကိုအားဖြစ်စေတဲ့အရာကတော့သူ့ရဲ့အဖေပါလို့ပြောပါတယ်ဒါပေမဲ့သူ့အဖေကရုပ်ရှင်ဥက္ကဋ္ဌတော့ရုပ်ရှင်စီယုံဥက္ကဋ္ဌတော့မဖြစ်ခဲ့ဘူးသူကိုယ်တိုင်သားရုပ်ရှင်စီယုံဥက္ကဋ္ဌဖြစ်ခဲ့တယ်ရုပ်ရှင်စီယုံဥက္ကဋ္ဌရဲ့သားဖြစ်ပြီးတော့မှအကောင်းဆုံးမျိုးသားဆက်ဖို့စုကိုရရှိသွားတဲ့သူကတော့စက်တခန်ရုပ်ရှင်ဇာတ်ကားတွေကချမ်းသာကြီးဆိုပဲဖြစ်ပါတယ်2005ခုနှစ်ကနေ2009ခုနှစ်ထိဥက္ကဋ္ဌနေရာကိုတာဝန်ယူထားတဲ့ဒရိုက်တာစညွန်းကြီးစိုးထွန်းဟာအဲ့ဒီနှစ်မှာစက်တကန်ရုပ်ရှင်ဇာတ်ကားနဲ့အကောင်းဆုံးဒရိုက်တာဆု
အကောင်းဆုံးဆက်ညွှန်းစုတို့ကိုနှစ်ဆုရရှိခဲ့ပါတယ်ပြီးတော့သူ့ရဲ့သားဖြစ်သူကလည်းအကောင်းဆုံးမျိုးသားဆက်ဖို့စုကိုကိုလင်းဆိုတဲ့ဆက်ကောင်ဆရာကြီးနဲ့ရရှိနိုင်ခဲ့ပါတယ်အမျိုးသမီးဆက်ဖို့စုကိုတော့မြက်ကေတီအောင်ကချက်ချင်းဖွဲ့မြတ်တာစကားနဲ့ရရှိခဲ့ပါတယ်အမျိုးသားဆက်ဖို့စုကိုကျွန်တော်အတွက်ကတော့အဲ့ဒီနှစ်မှာအခန်းနဲတာကလွဲရင်မင်းသားကြီးအောင်လွင်မိုးကုတ်စပိုင်းကိုကျော်လို့ရင်စကားတဲ့ကမင်းသားကြီးသူ့မောင်စက်တခန့်ရုပ်ရှင်စကားတဲ့က HIV ယောဂတဲ့အဖြစ်တရုပ်ဆောင်ရတဲ့သူဒီမင်းသားကြီးတွေဟာစပ်ဖို့အကယ်ဒမီဆုရတဲ့ချမ်းသက်ကြီးစိုးနဲ့ရှင်ရင်စက်ကောင်ရိုက်တွေဟာအခန်းနေတာကလို့ရင်ရှင်နိုင်တယ်လို့ကျွန်တော်ကတော့ရိုးရိုးလေးယူဆသုံးသပ်မိပါတယ်ဒါကတော့ကျွန်တော်ကြိုက်ပြောတာအဲ့ဒီနှစ်မှာမင်္ဂလာပါရုပ်ရှင်စကားတဲ့ကမင်းသားနေတိုးနောက်မှာတိတ်တိတ်ကျဖြစ်လာမဲ့သူပြီးတော့ဘလူးဆိုတဲ့စကားတဲ့ကမင်းသားပေလူဝါတို့ကလည်းအကယ်ဒမီထူးချွန်ဆုအတွက်ကိုရေပန်းစားခဲ့ကြပါသေးတယ်ဆိုတော့နှစ်တီတော်ကြာခဲ့ပြီအခုဆိုရင်အဲ့ဒီနှစ်မှာဘန်းကိုင်ဖြစ်ဆောင်ရွက်ခဲ့တဲ့မင်းသမီးတင်စာဝင့်ကျော်တော်တော်တော်အရွယ်ရလာခဲ့ပါပြီကျွန်တော်တို့ဒီအကယ်ဒမီစီးရင်နေတဲ့အားနဲ့ဒီအကယ်ဒမီတွေးပွဲရနဲ့နိုင်ငံရေးလူမှုရေးအမှုပညာလောကအကြောင်းကိုကျွန်တော်တို့ဘာတွေသုံးသပ်ဘာတွေများသင်ခန်းစာယူစရာရှိပါလိမ့်မလဲကျေးဇူးများတင်ပါတယ်